အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖိုကတ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရီးမီးယားလိရဲ့ထိပ်သီးနှစ်သိမ်းဖြစ်တဲ့လီဗာပူးနဲ့ချက်စီတို့ရဲ့အပြိုင်မှုကိုဒေတာတွေရဲ့စည်ရင်းစရာတွေနဲ့တူရှုထောင့်9ခုကနေကျွန်တော်အန်နာလိတ်တရုတ်အနေနဲ့သုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လီဗာပူးဟာသူတို့ရဲ့ A-Queen F3 မှာမေလာတွင်ကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်18ပွဲဆက်တိုက်ရှုံးပွဲမရှိသေးပါဘူး2015ခုနှစ်နောက်ပိုင်း A-Queen မှာမေလာတွင်ရှုံးပွဲမရှိခဲ့တဲ့အစင်လာဟာလီဗာပူးအတွက်စိတ်ပိုင်းဆိုင်ရာအားသာချက်ကြီးမားဆုံးချက်ဖြစ်ပါတယ်ဒေတာတွေရဲ့ချက်လက်တွေရချက်စီဟာအန်ဖရီကွင်းကိုနှုတ်ဆိုးဆယ်ကြီးလာရကစားခဲ့ရမှာတကွဲသာနိုင်ရရှိထားပါတယ်လက်ရှိမှာလည်းချက်စီဟာပရီးမီးယားလိမှာနိုင်ပွဲပြုတ်ဆိုးမှုတွေနဲ့ရေဆိုင်နေရပြီးခုနှစ်ပွဲဆက်ရှုံးပွဲမတွေးဖို့အတွက်ဒီပွဲမှာစွမ်းကူရုပ်ကန်လာရမှာပါလီဗာပူးဟာဒီယာဒီမှာခါစပိန်အားနည်းချက်တွေရှိနေပြီးပွဲစဉ်16ပွဲမှာnetဆို2-9စီပိတ်ထားခဲ့ရပါတယ်ထို့သဖြင့်စပီးပြေးတာဘောတွေကနေဂူပေးရမှုများနေတာကြောင့်ချက်စီရဲ့တိုက်ဆက်ဆင်မှုကိုလီဗာပူးခံစားမှုတွေဘယ်လိုထိချုပ်မလဲဆိုတာစောင့်ကြည့်ရမှာပါလီဗာပူးအတွက်ဆိုဘူစရိုင်းဟာဒီယာတီအတွင်းဂိုးနဲ့ဂိုးဖတ်တိမှုဆက်ဂျီဂျော်စီပြုလို့ထားနိုင်တဲ့ပထမဆုံးကွင်းလယ်လူဖြစ်စာချေတည်ထားပါတယ်တစ်ဖက်မှာလည်းချက်စီရဲ့ဂျိုအိုပီဒရိုဟာတဲ့ရဲ့ဂိုအလိုနီဘာမှာပါဝင်ပတ်သက်နေတာကြောင့်ဒီကစားသမားနှစ်ဦးရဲ့ဆွမ်းဆယ်ရီကပွဲရလာကိုဆုတ်ဖြတ်ပိတ်သွားနိုင်ပါတယ်ချက်စီဟာစနေနေ့လယ်စနေနေ့ခွဲကွဲစဉ်တွေမှာရလာကောင်းလေ့ရှိပြီးသိဖြစ်ပါတယ်ဒါပေမဲ့လီဗာပူးဟာလည်း A-Queen မှာစော်ပိုက်ပွဲစဉ်တွေဆိုရင်ပူပြီးဖိအားပေးကစားလေ့ရှိတာကြောင့်ပွဲဆဆချင်းပထမ15မိနစ်တွင်ဘယ်သူကဂိုးရင်သွင်းမလဲဆိုတာပွဲတစ်ပွဲလုံးရဲ့ရှေ့ဟူကိုပြုတ်လဲစေပါလိမ့်မယ်ခြုံကိုသိုးသားရရတော့လီဗာပူးဟာ A-Queen အသာချက်နဲ့တူချက်စီထက်ပုံမခွင့်ရတောင်းနေပါတယ်ဒါပေမဲ့ချက်စီနေနဲ့လဲသူတို့ရဲ့ဆိုးရွားတဲ့မှတ်တမ်းကိုစိုးသတ်ဖို့ကြိုးစားမှဖြစ်လို့ပွဲကတော့ကျင်းနေရှိမှာပါကျွန်တော်အမြင်ရတော့လီဗာပူးကပဲကပ်ပြီးနိုင်ရတော့ဖို့များနေပါတယ်တကယ်ချင်းတို့ရောဘယ်လိုထေပါတယ်လဲခင်ဗျာကောမမှာဝေရဆွေးနွေးပေးခဲ့ကြပါဦးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ